ဒီနေ့တငယ်ချင်းတွေအိမ်မှာဆုံးတော့ဟော့ပေါ့လှူစားဖြစ်ပါတယ်။9ယောက်စုစားတာတစ်ယောက်ကို1000ခွဲကြော်ကြော်နဲ့စုံစုံလင်းလင်းစားရတော့တန်နေပြောရမယ်။ဘာတွေပါလဲဆိုတာစက်ကြည့်ပေးနော်။အရင်ဆုံးဟော့ပေါ့အရေးလုပ်ဖို့အတွက်ကြက်ရိုးတွေပြုတ်ပါမယ်။ရေနွေးစုလာရင်ကြက်ရိုးတွေထည့်ပေးပါ။အခုလိုအမြုပ်တွေထွက်လာရင်တော့အားလုံးတုံပစ်ပြီးကြက်ရိုးတွေရေစစ်ပေးပါမယ်။နောက်ထပ်ရင်နွေးအသစ်ပြန်တဲပြီးအယိုးတွေထည့်ပေးပါပြုတ်ရည်တဲ့စက်သွန်နီချင်းစက်သွန်ဖြူနနံပင်အမြင့်နဲ့စက်သွန်မိတ်အရင်ပိုင်းတွေထည့်ပြီးပြုတ်ထားလိုက်ပါမယ်စက်ပြုတ်ရည်တဲထားချိန်ကြာဆွဲကိုရေဆေးပြီးအခွန်နှွာပါမယ်မမဲအောင်စားရည်စိမ်ထားပေးပါကြာဆွဲတစ်ခုကိုပပလီပြီးရေစိမ်ထားပေးပါနောက်ကြာဆွဲတစ်ခုကိုပပလီနှုတ်နှုတ်ဆင်းပြီးဝက်ကြိတ်သားထဲထည့်ပါမယ်စက်သွန်ဖြူကိုလည်းနှုတ်နှုတ်ဆင်းပြီးစွန်နာကဝက်ကြိတ်သားထဲထည့်ပေးပါကြာဆွဲဝက်သားလုံးလုံးမှာဆိုတော့ကြိတ်ဆက်ထဲထည့်ကြိတ်ပါပဲအနှဲငယ်ကြိတ်ပြီးသွားရင်တော့ပြောင်းကော်မုတ်ထမင်းစားစွန်3စွန်ဘေကင်ပေါင်ဒါထမင်းစားစွန်1ဝက်ငရုတ်ကောက်စားထမင်းစားစွန်1ဝက်စီထမင်းစားစွန်1စွန်ရေအနှဲငယ်နဲ့ရေခဲ2တုံးထည့်ပြီးကြိတ်ပါမယ်အခုလိုဖြစ်သွားရင်တော့ရပါပြီအသားတွေကိုလက်လေးနဲ့ညှစ်ပြီးဇွန်းလေးနဲ့ခတ်လိုက်ရင်အခုလိုအလုံးတွေဖြစ်သွားပါပြီရေဆူလာအောင်တဲပြီးမီးလျှော့လိုက်ပါအဲ့ချိန်လုံးထားတာတွေထည့်ပါမယ်ရေပေါ်လာပြီး10မိနစ်လောက်ဆက်တဲထားပါဆယ်ပြီးရေခဲရေလောင်းပေးပြီးရေစစ်ထားပေးပါအချင်လုံးဖို့အတွက်နှမ်းထောင်းပါမယ်စက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းတွေကိုလည်းထောင်းပေးပါချီလီဆော့စ်ထမင်းစားစွန်း2စွန်းမကြီးတီးဆော့စ်ထမင်းစားစွန်း3စွန်းပဲငန့်ပြာရည်အကျဲ1စွန်းစက်သားမုတ်နဲ့နှမ်းထောင်းထည့်ပါမယ်တံမြာသီးတစ်စိမ့်ညစ်ပြီးမွေးပေးပါစက်ပြုတ်ရည်ထမင်းစားစွန်း1စွန်းထည့်ပြီးရင်တော့ဟော့ပေါ့နဲ့တွဲစားမဲ့အချင်းလေးရပါပြီ။မာလာခောက်ဆွဲအမဲကိုနိုင်ဝက်လောက်ရေချိုစိမ်ပေးပါနော်။စီတီမတ်ကဝယ်လာတဲ့ပိန်းဥဝတ်သားလုံး cheese ball hello coco ရဲ့ lobster ball နဲ့စွန်နာကလှုပ်ထားတဲ့ homemade ကြာဆွဲဝတ်သားလုံးပဇွန်တွေပါထည့်ထားပါမယ်။ဒါကစီတီမတ်ကဝယ်လာတဲ့ ready made အမဲပိုက်သားလွှာနဲ့ဝက်ကုတ်သားလွှာပါ။ပြောင်းမှုတွေကိုအခုလိုထပ်ပိုင်းပေးပါအမှုတွေကိုအမြင့်ဖြတ်ပြီးဝါးရလွယ်အောင်အလွှာလေးတွေလွှာပေးပါတုပ်ဖူးတွေကိုအတုံးလေးတွေတုံးပြီးပကံနဲ့ထည့်ထားပါမယ်အခုဆို hot pot နဲ့တွဲစားဖို့ ready ဖြစ်ပါပြီမာလာအရသာ hot pot စားမှာမို့အနှစ်ထုတ်တစ်ထုပ်ကိုကြက်ပြုတ်ရည်ထဲထည့်ပေးပါပြောင်းဘူးတွေကိုအရင်ဆုံးဟင်းရည်ထဲထည့်ပါမယ်စိတ်ကြိုက်စားကျင်တဲ့အသားလုံးတွေထည့်ပေးပါမာလာခောက်ဆွဲကတော့မပါမဖြစ်အသီးအရွက်တွေရဲ့အသားလွှာတွေရဲ့ကြာဆွဲအမှုတုပ်ဖူးနဲ့ပဇွန်တွေထည့်ပြီးခဏထားလိုက်ပါမယ်အားလုံးကျက်သွားပါပြီစားကျင်တာလေးတွေကိုပကံထဲထည့်လိုက်ပါမယ်အသားတွေရောအသားလွှာတွေရောကတော်တော်စားကောင်းတာအချင်းလေးကလည်း hot pot လေးနဲ့လိုက်ဖက်နေရောအမဲပိုက်သွားလာကနည်းနည်းတော့ဝါရတယ်ဝက်ကုတ်သားလာကတော့ဝါရတာနူးပါတယ်အိမ်မှာအခုလိုစားတော့တန်တန်ရှင်းရှင်းလဲစားရတဲ့အပြင်တငယ်ချင်းတွေစုစားတော့အကုန်ကြသိမ့်မများပဲဘတ်ဂျက်လဲ safe ဖြစ်ပါတယ်လှုပ်စားကြည့်ပါနော်ပူတေတိုဗလော့လေးကိုကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် Cook Eat Smile